2025 SEA Games အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုခုခုရဲ့ဒုတိယပွဲစဉ်ဖြစ်ဒီဇင်ဘာလ10ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချိန်မှာမြန်မာအသင်းနဲ့မလေးရှားအသင်းတို့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းရဲ့လက်ရှိစုဖွဲ့မှုအရာရောအစင်လာအရာပါမလေးရှားအသင်းထက်အသာစီးရနေတာဖြစ်လို့ရမှတ်3မှတ်ရရှိဖို့ကတော့ထင်သလောက်ခဲရင်မဲ့အနေထားမှာရှိမနေပါဘူး။အထူးကကြည့်ရမှာကတွင်းကိုအရေးအတွက်သာထက်ပါတယ်။တွင်းကိုအရေးအတွက်ကိုဦးစားပေးလို့ဆိုရမှာနှမျိုးသွက်စာရပါတယ်။ပထမအချက်အနေနဲ့ဗီယက်နမ်မလေးရှားပွဲစဉ်ထက်ရာကိုပိုများနိုင်ဖို့နဲ့ကစားသမားတွေပွဲပန်းမှုထန်ကိုရှော့ချနိုင်ဖို့ပါပဲ။မြန်မာအမျိုးသမီးဘောလုံးအသင်းကရွှေတစိတ်ရယူဖို့ဆန္ဒပြင်းပြနေတဲ့အတွက်ကြောင့်ရွှေတစိတ်ရယူရာလမ်းကြောင်းမှာအသင်းရွေးနေစရာမလိုအပ်ဘူးဆိုပေမဲ့ရှန်ဒတ်တိုင်းဒတ်မှသာရီမညက်ကိုပုံမနီးစပ်နိုင်စေမှာဖြစ်ကြောင်း2023စီးကိတ်မှအမျိုးသမီးဘောလုံးချန်ပီယံဗီယက်နမ်အသင်းကသာတကပြခဲ့ပါတယ်။ဆိုလွင်ရဲ့ဒိုက်ဘက်ကမြည်တိုးပင်ဖြစ်စေမြန်မာအသင်းအနေနဲ့အုပ်စုဘူဖြစ်မှန်တာဆီမီဖိုင်နယ်မှာပွဲချက်ဖြစ်လာနိုင်မယ်အင်ရှင်ထိုင်အသင်းကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။အတက်ကဆိုခဲ့သလိုရွှေရကျင်တဲ့အသင်းကအသင်းရွေးနေစရာမလိုအပ်ဘူးဆိုပေမဲ့ပွဲချက်တစ်ပွဲဤပွဲပန်းမှုတန်ကိုရှောင်ရှားနိုင်မှသာဘိုလူပတ်စံမှာမြည်သည့်အသင်းနဲ့ရန်ဆိုင်ရစေကမူအင်ဖီအားသိဖွရန်ဆိုင်သွားနိုင်မှာပဲဖြစ်ပါလေ။ဒုတိယပွဲစဉ်ဖြစ်ကစားကြမီ BNN ဖိလစ်ပိုင်ပွဲစဉ်မှာမြည်သည့်ရလာထပ်ပေါ်လာပါစီမိမိတို့ဘကအသင်းဖြစ်နေဖို့အထူးလိုအပ်ပါတယ်။မလေးရှားအသင်းနဲ့ပွဲစဉ်ကိုတဦးတိုင်းအမြင်အရာသုံးသက်ကြည့်ရပါကမလေးရှားအသင်းဟာအရှိတောင်အရာ၏ကြီးသုံးကြီးညင်တအုပ်စုတဲ့ကြားရောက်လာကြတဲ့က၎င်းတို့၏အဓိကရည်ရွယ်ချက်မှာအသင်းကြီးတသင်းသင်းတန်မှာအဖို့တန်ရမှတ်တမတ်ကိုရယူနိုင်ဖို့ကသူတို့၏အဓိကရည်မှတ်ချက်ဖြစ်လိမ့်မည်ဟုယူဆမိပါတယ်။ထို့အတွက်ကြောင့်အဖွင့်ပွဲစဉ်မှာ BNN အသင်းကို9ဂိုးအထိပေးထားရတဲ့အတွက်မြန်မာအသင်းနဲ့ပွဲစဉ်မှာတက်နိုင်သမျှပေးကိုခွင့်ပြုရအောင်ခံစစ်ကိုအထူးအသားပေးကစားလာနိုင်တယ်လို့သုံးသပ်မိပါတယ်။အဆိုပါထီးရမျိုးကို2022ခုနှစ် BNN နိုင်ငံမှာကျင်းပခဲ့တဲ့စီကိန်းအီမိုသမီဘောလုံးပြိုင်ပွဲအုပ်စုသစ်မှာစင်ကာပူအသင်းကမြန်မာအသင်းကိုပိတ်ကစားပြီးတွင်းကိုတကိုးသာခွင့်ပြုအောင်စွမ်းဆောင်ခဲ့လို့မြန်မာအသင်းအနေနဲ့ရာကိုကွာခြားချက်ကြောင့်ဆီမီဖိုင်နယ်နာ BNN အသင်းနဲ့ပွဲချက်တစ်ပွဲရန်ဆိုင်ခဲ့ရပြီးတကိုးကိုမရှိဖြင့်အလေးနှိပ်ခဲ့ပွဲဖြစ်ရတွေရှိပါတယ်။ထို့ကြောင့်မလေးရှားအသင်းရဲ့ခင်းချင်လာမဲ့ကစားဝန်းကိုကြိုတင်တွက်ဆထားရမှာဖြစ်သလို BNN အသင်းကိုရင်ဆိုင်ရပါတပါးတဲ့ထဲအတွင်းတွက်ချက်ထားရမှာဖြစ်လို့နီးပြအဖွဲ့ဝင်တွေစနစ်တကျပင်ဆင်ပြီးဖြစ်ပါလိမ့်မယ်။ကစားသမားသုံးခုမှုရနီးပြအဖွဲ့ဝင်တွေအပိုင်းဖြစ်တာကြောင့်ထူးပြီးသုံးသပ်မပြတော့ပဲပြိုင်ပွဲနဲ့အသားတကျရှိနေအောင်ခေါ်ယူလာတဲ့စီကိန်းမကစားဘူးတဲ့ကစားသမားတက်တွေကိုအချိုးကျထည့်သွင်းတဲ့အသုံးပြုလာနိုင်မယ်လို့ယူဆရပါတယ်။အချုံဆိုရပါရင်ရွှေစုရရင်းနဲ့မှမြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့ပွဲစဉ်တိုင်းကိုတတိကြီးစွာထားပြီးစနစ်တကျဖြစ်မျောလန်းရယူမှန်းချက်စီကိုအရောက်သွားနိုင်မယ်လို့ယုံကြည်မိပါတယ်။